တရားဒေသနာဖျားဖျားကိုရွတ်ဖတ်ရဤနေရာဌာနသို့ညီညာဖျားဖျားလာရောက်ကြပါကုန်လော့ဖျားရှင်ဤနတ်ရွာနိဗ္ဗာန်ကျိုးနှစ်တန်းကိုဧကံဆက်ဆက်ပေးဝေရသောတရားဒေသနာဖျားဖျားကိုနာယူလဲကြပါကုန်လော့ဓမ္မတဝနာကာလောယံပတ္တန္တာဓမ္မတဝနာကာလောယံပတ္တန္တာဓမ္မတဝနာကာလောယံပတ္တန္တာညီညာဖျားဖျားစီဝေရောက်လာရကုန်သောအိုနတ်မြမပေါင်းတို့ဤချိန်ခါဒီကသုံးခွင်ထွက်ထားရှင်တော်ဘုရား၏တရားဒေသနာကိုနာယူရန်ချိန်ခါဖြစ်ပါ၏အိုလောကဆုံးချက်နတ်များပေါင်းတို့တရားနာလာကြကုန်လော့ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့တိုက်ခန်းဆောင်နဲ့ခြံဆောင်နဲ့လမ်းဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့နေဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ပေါင်းတို့တရားနာလာကြကုန်လော့ဘုံမစိုးယုတ်ကစိုးအာဂါသစိုးနတ်ပေါင်းတို့တရားနာလာကြကုန်လော့ကျောင်းဆောင်နဲ့ကျောင်းတိုင်းဆောင်နဲ့ဖျားစီရီဆောင်နဲ့သာသနာတော်ဆောင်နဲ့ပေါင်းတို့တရားနာလာကြကုန်လော့မြေဆောင်နဲ့ရေဆောင်နဲ့ပင်လယ်သမုဒ္ဒရာမြေချောင်းဆောင်နဲ့ဝလာကနဲ့ပိစုံနဲ့ပေါင်းတို့တရားနာလာကြကုန်လော့တတရတနမေဝိရုလကနမေဝိရုပကနမေဝတ္တောနမေဟုဆိုအပ်သောလောကပါဠနမေကြီးလေးပါတရားနမေသူယမနမေသသောနတ်ပေါင်းတို့တရားနာလာကြကုန်လော့နဂါကလုံးကုံပန်းရခိုင်မြအာလဝကဘီလူတာတာကိရဘီလူဟေမဝဒဘီလူပါရဒသူရဝိပဿိတိသူရယာဟုသူရိသသောဥပဒကပေါင်းတို့တရားနာလာကြကုန်လော့ဝိဇ္ဇာဇောကြီးတပတိအစရှိသောသူတော်ကောင်းပေါင်းတို့တရားနာလာကြကုန်လော့အကျွန်ုပ်တို့မျိုးထဲမှာကွယ်လွန်သွားကြကုန်သောဆွေအောင်မျိုးအောင်ဘိုးအောင်ဘောဟောင်းဝေမာနိကပြိတ္တာပေါင်းတို့တရားနာလာကြကုန်လော့အိုလူအပေါင်းနတ်ပေါင်းပြမပေါင်းဘေဘုံလေးပါတတ္တဝါပေါင်းတို့တရားနာလာကြကုန်လော့တရားနာလာကြရန်ဖိတ်ခေါ်ပါ၏ကျွန်ုပ်တို့သည်ဝိနည်းများစွာတတ္တဝါတို့ချမ်းသာဖို့ကိုရှေ့ရှု၍ကောင်းမြတ်သောစိတ်စေတနာဖြင့်တတ္တဝါများစွာဖျားရှင်ဝါကြတော်မူခဲ့သည့်မဟာပဋ္ဌာန်းပညာဝါဒတရားဒေသနာကိုရွတ်ဆိုတည်းစေပါကောင်းမွန်ယူသည်စွာနာကြားကြပါကုန်လောနာယူကြပါကုန်လောနမောတတဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတယန္တနုဘဝတောယက္ခနိဝတတိနိပိသနံယမိဇေဝနုယုံဇံတောရတ္တိန္ဒီဝမတ္တန္တိတောဒုက္ခံသူပရိသုတ်တောသပပံကိဉ္စီနပတ္တိဧဝမာရိကုဏုပိတံပရိဒံဓမ္မနာမဟေကရဏီယမရကုသလေနာယံ